哇，不要啥的，没要无所谓的嘛，没拉完那么呢，那我把家里先无先，工地上那偷给他们，喏，没要完这呀，喏，是的，无先行吗？是的，人录给他们，没要无所谓的嘛，现在所谓的嘛，没拉完嘛呢，没要完你来嘛，多少，喏，然后别无偷给他们，ပုံပြင်ပြောအောင်မယ်ပုံပြင်နော်ဦးဇင်းတို့မြတ်စွာဘုရားရှင်လက်ထက်တုန်းကယဟန်တွေရှိတယ်နော်ယဟန်တန်ဃာတွေရှိတယ်ယဟန်တန်ဃာတွေကအချင်းချင်းဟာလားအဝေမတက်ဖြစ်တာဘာအဝေမတက်ဖြစ်တာလဲဦးဇင်းလည်းမမှတ်မိတော့စာကြည့်ထားခုနကမှကြည့်လိုက်ရတာဦးဇင်းလည်းဖုံးကလိနေရအဲ့ဒါဘာလို့လဲဆိုတော့အဲ့တော့အတိတ်ဘဝကိုဆောင်းတယ်အတိတ်ကိုဆောင်းတာကင်းကမျက်နှာမှာပေါ့အတိတ်ဘဝတုန်းကဟန်တွေရဲ့အတိတ်ဘဝတုန်းကကင်းကမျက်နှာမှာကင်းကမြစ်ကန်းတဘေးနားလေးမှာကတဲ့မြစ်ကန်းတဘေးနားမှာကဖြန်တကောင်ရှိတယ်တဲ့ဖြန်မြင်ဘူးလားဖြန်ဥနဲ့တော့လေဥနဲ့ဆိုနော်တော့တာအဲ့ဒါအတစာရီတောင်းရင်လည်းတိုင်းတတ်တာဥနဲ့ခါတဲ့စာရီတောင်းရင်လည်းအဲ့လိုတောင်းတာအဲ့ဒါရေနဲ့ထဲမှာလည်းအဲ့ဒါဖြန်တကောင်ရှိတယ်တဲ့သူတို့နှစ်ယောက်သူတို့ကညီကိုတငယ်ချင်းတွေခင်ကြတာတငယ်ချင်းတွေခင်ကြတယ်တဲ့အတနေ့တော့အခါမှာတော့သူကဘာဖြစ်တယ်လဲဆိုတော့ငကြင်းသိလားငကြင်းကိုမိတာသူတို့နှစ်ယောက်တို့ဖမ်းတာမိတာဖမ်းလို့ပြီးတော့သူတို့ဝေကြတာအလဲကောင်တဲ့ဝေတာနော်အလဲကောင်ကိုပိုင်းလိုက်လို့ရှိရင်အမီးဘက်ကအသားများသွားတယ်ခေါင်းဘက်ကိုကျတော့အသားနဲသွားတယ်နော်မျိုးလို့ရှိရင်ငါးကောင်ကိုယူပြီးတော့မှအလဲတဲ့ဖြတ်ကြည့်လိုက်အလဲတဲ့ဖြတ်လို့ရှိရင်ခေါင်းဘက်ကိုကကျတော့အသားနဲလိမ့်မယ်အမီးဘက်ကိုကျတော့အသားများသွားမှာအဲ့ဆိုတော့အဝေမတက်ဘူးသူတို့အဝေမလို့မတက်လဲဆိုတော့ငါကအမီးစားမယ်တဲ့မင်းကခေါင်းစားတဲ့နောက်တစ်ကောင်ကလည်းကငါကအမီးစားမယ်တဲ့မင်းကခေါင်းစားတဲ့အဲ့လိုဖြစ်သွားတယ်အဝေမတက်ဘူးအဝေမတက်တော့ဘာလို့တက်လဲဆိုတော့အိမ်သားကိုညီကွေးတစ်ကောင်ရောက်ခဲ့တယ်ညီကွေးမြင်ဘူးလားညီကွေးမြင်ပါတယ်ဗျာရှိပြီလားငါတော့မမြင်ဘူးလို့ဆိုတော့ငါတော့မမြင်ဘူးလို့ဆိုတော့ညဆိုရင် तू ကညီကွေးဆိုတဲ့မျိုးကတောထဲမှာပဲနေတာဒီမှာလည်းအဲ့ဒီမြို့ပြက်တွေရွာပြက်တွေမှာတော့ရှိတယ်ညီကွေးဒီမှာတော့မရှိပါဘူးအဲ့ဒီမြေကွေးဆိုတာလည်းဒီလိုရိုးခွေးလိုပါပဲဒီခွေးလိုဒီလိုမျိုးခွေးလိုပဲအဲ့မှာထူးထူးခြားခြားဘာတစ်ခုမှမရှိပါဘူးဒါဒီလိုမျိုးခွေးလေးတွေတောခွေးပေါ့ပြောမစင်တော့တောကခွေးလင်လေးတွေနော်အဲ့လိုမျိုးခွေးလေးတွေအဲ့ဒါ तू ကအခုတောထဲမှာနေတယ်ရောက်မတူမြေခွေးလို့ခေါ်တာတကယ်တော့ချူးဆန်းကြီးမဟုတ်ဘူးအဲ့မြေခွေးကရောက်လာတယ်သူတို့နောက်ရောက်လာသူကဘာဆိုတော့ခတ်တီတီနဲ့အဲ့ဒီဖြန်တကောင်နားသွားတာခတ်တီတီနဲ့ဒီနယ်တဝိုက်မှာငါ့ကိုအမှုစစ်ဖို့ရငါ့ကိုတောင်းခတ်ထားတာတဲ့တကယ်တော့ तू ကဘာမဟုတ်ဘူးနော် तू ကဘာမှမဟုတ်ဒီနယ်တဝိုက်မှာငါ့ကိုတောင်းချထားတာတဲ့မပြေလေတဲ့အမှုတွေငါရှိမှပြေလေတွားကြတဲ့လူတွေအများကြီးပဲတဲ့ဒါမြေခွေးကအဲ့တော့မင်းတို့အမှုကိုငါစစ်မယ်တဲ့ဘလို့ဖြစ်တယ်လဲဆိုတော့တယောက်ကငါ့ကိုပိုင်းလိုက်တဲ့ခါမှာတကောင်ကအမီးကိုစားရမယ်တကောင်ကခေါင်းကိုစားရမယ်တဲ့အဲ့ဒါအဝေမတက်ဖြစ်နေတယ်တဲ့အဝေမတက်ဆိုရတယ်တဲ့မြည်တယ်မြစ်ကမ်းတစ်ဘေးနားမှာနေတဲ့ဖြန်ကမြစ်ကမ်းမှာပဲနေအဲ့ဒီဘက်ကရေနဲ့ထဲမှာနေတဲ့ဖြန်ကရေနဲ့ထဲကိုသွားတဲ့ရေနဲ့ထဲကိုသွားခိုင်းလိုက်တော့ကဲမြေထဲမှာနေတဲ့ရေနဲ့ထဲမှာနေတဲ့ဟောတော့ဂရီတောင်းလိုက်သေးတယ်ဟောငါဆုံးဖြတ်တာကိုမင်းတို့နာခံနိုင်တလားတဲ့မြေခွေးကမေးတာဖြန်တကောင်ဆုံးဖြတ်တာကိုနာခံနိုင်ဆိုမြေဟိုကောင်တကောင်ကလည်းအမီးစားကျင်တဲ့ကောင်တွေဆိုတော့နာခံနိုင်တယ်ပေါ့နာခံနိုင်တယ်တဲ့အဲ့လိုပြောလိုက်တယ်အဲ့တော့မြေခွေးဖြန်တကောင်ကမြေကန်တဘေးနားမှာဖြန်တကောင်ကကျတော့မြစ်ထဲမှာအဲ့တော့ तू ကဘာလုပ်တယ်လဲဆိုတော့ဒါတဲ့အမီးကိုတတ်နော်အမီးကိုအမီနာလေးပါဖြတ်လိုက်တာတော့ဆေးဖြောင်းဖြတ်လိုက်တာနောက်တကခေါင်းသားမှာတောက်ထက်ပြအလယ်မှာအသားလေးကြံခဲ့တာနော်ကိုကောင်လေးကြံခဲ့တာရောတဲ့ခေါင်းတဲ့ပြင်ပြီးလိုက်ရောတဲ့အမီးတဲ့အဲ့ဒါဒီဆုံးဖြတ်ကောက်ငါကအသားစားမယ်တဲ့ तू ကအလယ်မှာကြံနေတဲ့အတွက်ရောတဲ့မင်းကခေါင်းပိုင်းမှာနေတဲ့အတွက်မင်းကခေါင်းစားမင်းကအမီးပိုင်းမှာနေတဲ့အတွက်မင်းကအမီးစားအလယ်မှာငါကြံနေတယ်တဲ့ငါအလယ်တိုင်းစားမယ်တဲ့ငါအလယ်ပိုင်းစားမယ်တဲ့အဲ့လို
နော်တာရကအဲ့ဒါဘာလို့ဆိုလိုတယ်လဲဆိုလို့ရှိရင်အဝေမတက်တာဗောအဝေမတက်တာဆိုရင်ဘာလို့အဝေမတက်တာလို့ပြောချင်တာလဲဆိုအတိညာတကယ်တမ်းကကြောင့်သူတို့နှစ်ယောက်ကနော်ညလိုက်ရအတားလဲစားအောင်မခေါင်းလဲစားအောင်မအမီးလဲစားလိုက်အောင်မဆရာအားကိုလိုက်တာမှားတော့အမီးနဲ့ခေါင်းနဲ့ပဲစားလိုက်ရတယ်အဲ့တော့ဘာလို့ကျင်ဘာပြောချင်တာလဲဆိုလို့ရှိရင်ဘာလို့တလဲတားတော်တမီးတို့အခုတောင်မှတားတော်တမီးတို့လိုတာတောင်ဦးစင်းတွေ့သွားပြီလိုတာတွေ့သွားပြီနော်ဟိုမရဘူးဆိုတာအစအကြီးနဲ့ဦးစင်းကအများကြီးနဲ့ရောရောင်တာမတည်ဘူးလေရတယ်မှန်တယ်လားရတယ်မှန်တကယ်တမ်းကျတော့အဲ့ဒါစူးစမ်းရမှာလေ့လာရမှာလူပါလို့ရမှာရှည်ကြီးပဲလူပါလို့ရမှာရှည်ကြီးကြံသေးတယ်နော်အဲ့အကုန်လုံးကိုပြောတာလူပါလို့ရမှာရှည်အခုမှအပြိုပြန်လေးရှိသေးတယ်အပြိုတောင်မဟုတ်ဘူးအပြိုပြန်နော်ရီးစားထားခြင်းနဲ့စိတ်ကလေးပဲရှိသေးတယ်တကယ်တမ်းမထားရသေးဘူးနော်ထားခြင်းနဲ့စိတ်ရှိနေပြီမို့လားဒါပေမဲ့လို့မထားသေးဘူးမထားသေးဘူးဆိုတော့အပြိုပြန်ဖြစ်တဲ့အတွက်နော်အပြိုဖြစ်သွားရင်တော့ထားလို့ရတယ်အဲ့လိုမျိုးအဲ့တော့နော်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဘာလို့ရလဲစာပေလို့တာနော်စူးစမ်းဖို့လို့တာဦးဇင်းတို့ဆိုလို့ရှိရင်အမျိုးမျိုးစူးစမ်းတယ်ဦးဇင်းဘာအတွက်စူးစမ်းတာလဲဆိုတော့ဒါတော့တမီးတို့ပြောရဘူးတဲ့ဒါတော့တမီးတို့ပြောရဘူးတဲ့စူးစမ်းတယ်ဦးဇင်းဘာအတွက်စူးစမ်းတယ်လဲကိုယ့်ရဲ့အောင်မြင်မှုအတွက်စူးစမ်းနေတာဓမ္မဂတိကအတွက်စူးစမ်းနေတာဦးဇင်းပြေထောင်ထားတယ်လိုက်ဒီမှာအခုမှဘာမှမရဦးဇင်းလည်းပထမတော့ကတုံည0ပဲနော်ဦးဇင်းရဲ့ပို့မှာဘာမှမရှိဘူးဦးဇင်းရဲ့ပေထဲမှာတုံည0 follower တယောက်မှမရှိဘူးအခုဆိုလို့ရှိရင်38ကိုရောက်သွားပြီဖြည်းချင်းတက်သွားတာအဲစာတော့က0တယောက်မှမရှိဘူးအဲ့ဒါအခုဦးဇင်းကဖြည်းဖြည်းချင်းစာနဲ့တင်လိုက်တရားနဲ့တင်လိုက်အဲ့လိုအခုလိုပဲဗီဒီယိုတွေရိုက်ထားတယ်ဦးဇင်းပတ်စံနေကုန်ကြိုက်ကုန်ရင်ကုန်သွားပြီသုံးပလိုက်တာဘာလို့လဲဖုန်းကြီးတစ်ဝယ်ပလိုက်တာမရိုက်လို့မရလို့ဗီဒီယိုရိုက်လို့မရလို့ဖုန်းကကြတော့အရှိဘက်ကိုမီးထွက်အားမရှိတယ်မီးမထွက်လို့မီးမပါလို့အခုကြတော့ဖုန်းမီးပါတော့ဝယ်လိုက်တာ9သိန်း6တောင်းနဲ့9000ကုန်သွားဟုတ်လားကုန်သွားတယ်အဲ့ဘာလဲအမြဲတမ်းစူးစမ်းနေရတာပြီးလို့ရှိရင်ဒီလောကမှာနေမယ်ဆိုလို့ရှိရင်တဲ့ဦးဇင်းတို့လောကမှာနေမယ်ဆိုလို့ရှိရင်ဘာလောကသေးလဲဆိုတော့ credit ကဆိုတာငွေပေးချေကဗန်မှာလို့ရမှာဦးဇင်းအဲ့ဒါလုတ်ချအောင်မှာမကြခင်သွားဦးဇင်းကထိန်အမိသွားမှနဲ့တူတယ်အဲ့ဒါခေါ်ထားပြီသွားကြရတော့မှာအဲ့တော့အဲ့လိုမျိုးဦးဇင်းတို့ကတမျိုးအမျိုးစဉ်းစားရတာစဉ်းစားပြီဆိုလို့ရှိရင်စူးစမ်းရတယ်လေ့လာရတယ်ဘယ်လိုနည်းနဲ့ဖြစ်နိုင်လဲဘယ်လိုနည်းနဲ့ရနိုင်တယ်လဲအဲ့လိုမစဉ်းစားဘူးဆိုလို့ရှိရင်ကိုကမစူးစမ်းဘူးဆိုရင်ခုနကတော့ဖြန်တကောင်လိုဖြစ်သွားမှာသူတို့ဘာမှမစားလိုက်ရဘူးတကယ်တော့သူတို့ခွန်အားတွေနဲ့ရှာထားတာသူတို့မစားလိုက်ရဘူးအဲ့လိုတားတို့တမီးတို့လည်းကိုကတော့ပင်ပန်းရှာထားပြီမဲ့လို့ဘာတယောက်ကကိုကိုဖြက်စီးသွားမယ်ဆိုကိုရဲ့စီးစဥစ္စာပဲဖြစ်စီမိသားစုပဲဖြစ်စီဖြက်စီးသွားမယ်ဆိုလို့ရှိရင်ကိုကခံလိုက်ရမှာအဲ့တော့ကိုကဘာလိုတယ်လဲဆိုရင်ညာပညာလိုတယ်တဲ့ဘေးလို့ကိုပဲလှုပ်လို့အုံတော့ခွဲကိုကစီမံတတ်ရမယ်ခံခွဲတတ်ရမယ်တဲ့အဲ့ဒါအတတ်တရှိတယ်အများကြီးဒါပေမဲ့မပြောတော့ဘူးအဲ့လိုစီမံတတ်ရမယ်ခံခွဲတတ်ရမယ်ဘေးလိုမျိုးရဲဆိုစူးစမ်းရမယ်3ချက်ပဲရှိတယ်ဘေးလိုမျိုးပဲဆိုနော်အဲ့တော့ဘေးလိုမျိုးဆိုစေဘာလဲခုနကတော့ပြောတာဘာလဲဘာပြောတယ်လဲဦးဇင်းမတော်မမေးစူးစမ်းရမယ်နော်ပထမလေ့လာရမယ်နော်စီမံရမယ်ဟုတ်တယ်စီမံရမယ်ဦးဇင်းအဲ့လိုရတယ်ပြုံးကနေဆိုရင်မေ့သွားတဲ့ကြောင့်စီမံရမယ်ပါလဲဗျာခံခွဲရပါလဲဟုတ်လားဘယ်လိုစီမံရမယ်ခုနကဘာလို့ဒါစူးစမ်းရမယ်ပြီးတော့ဘာလို့လေ့လာရမယ်3ချက်ပဲရှိတယ်လေ့လာစူးစမ်းတာနဲ့တူတူပဲလေစူးစမ်းရတာရယ်ဘာလဲစူးစမ်းတာရယ်နောက်ကဘာလဲစီမံတာရယ်စီမံခံခွဲတာရယ်တော့ဘာလဲမပြီးပြောရင်းနဲ့မပြီးတော့3မျိုးရှိတယ်ကြုံရင်ပြောပြမယ်ကြုံစမ်းပြုံးနေဆိုရင်မိသွားတယ်ကြံကောင်းအောင်ပဲပြောလို့ရှိရင်ကြံစူးစမ်းရမယ်လေ့လာရမယ်စီမံခန့်ခွဲနိုင်ရမယ်3မျိုးရှိတယ်အဲ့တော့ဒါသမီးတို့စဉ်းစားအခုဆိုလို့ရှိရင်ဒါတို့သမီးတို့ငယ်အဲ့လိုမျိုးကိုကကြောက်တယ်ရှက်တယ်ဆိုပြီးတော့မှနေလိုက်မယ်ဆိုလို့ရှိရင်နောက်ထပ်မရတော့ဘူးအဲ့ဒီခွင့်ရေးမရတော့ဘူးမလာတော့ဘူးဆိုလို့ရှိရင်အခွင့်ရေးမရတော့ဘူးအဲ့ဒီခွင့်ရေးမရတော့ဘာလို့ရမလဲစူးစမ်းရမယ်လေ့လာရမယ်အခုဦးဇင်းကူညီပေးလိုက်မယ်တိသွားပြီဆိုတော့တိတဲ့လူကပြန်ပေးမှာပဲနော်ပြန်ပေးတာပဲအဲ့အတိတရားကိုမျှဝေပေးတာဒါတို့သမီးတို့နောက်တစ်ခါကြောက်လို့ရှိရင်မရှက်နဲ့မကြောက်စရာလည်းမလိုဘူးဘာမှမရှက်စရာမလိုဦးဇင်းကပုံမှန်ပဲမတတ်တဲ့လူစင်တင်ပေးမှာပဲအဲ့ဒါဦးဇင်းကအဲ့ဒါနောက်ပတ်ဆိုလို့ရှိရင်
ကြီးတဲ့လူတွေပေါ့တော့ငယ်တဲ့လူကြတော့လဲကရတယ်ဆိုတော့ပေးမယ်ကြက်ချင်တယ်ဆိုတော့ပေးမယ်ပြန်560 9ဆောင်လောက်ကတော့8ဆောင်လောက်10ဆောင်လောက်ပေါ့နော်ကူပေးရမယ်ကူပြီးတော့မတောက်တမီးတို့ဖြန့်ဝင်ပေးမယ်ဘာမှမခဲရမှုတနေ့မှမင်းတို့ဆိုပြီးဆိုနေကြကျင့်သားလဲရနေပြီးသားတကယ်တမ်းကျတော့ရှားမထွက်ခဲ့တတ်တာနော်ရှားမထွက်ခဲ့တတ်တာဦးစင်းလဲအဲ့တိုင်းပဲမထွက်ခဲ့တာဘူးမျိုးငင်းနဲ့ဆိုမထွက်ခဲ့တာဘူးအဲ့ဒါကြောင့်မို့အဲ့လိုဖြစ်နေတာလှုပ်လိုက်မယ်ဆိုလို့ရှိရင်အေးဆေးဖြစ်သွားမှာနော်ဟုတ်ပြီလားဟုတ်ပြီနော်ရပြီတို့ဩကာဒကတော့ယူဩကာဒ